ဒီဗီဒီယိုကတော့ WeDate account ဖောက်နေဖြစ်ပါတယ်ဒီမှာဆိုရင်ကိုဖုန်းနံပါတ်ကိုထည့်ပါမယ်ခဏဆောင်ပါ OTP ကုတ်ကြပါမယ်ကုတ်6လုံးဒီကုတ်6လုံးကိုရိုက်ထည့်လိုက်ပါဘောကတော့ profile နာမည်ဒုတိယကတော့ password ထည့်ရမှာပါတတိယကလည်းပထမ password ကိုပဲအတူအောင်ရိုက်ထည့်ပေးရမှာပါပြီးရင် create ကိုနှိပ်ရမှာပါဒီမှာလည်းအရှိက password ကိုပဲပြန်ပြီးတော့ရိုက်ထည့်ပေးရမှာပါပြီးရင်တော့ continue ကိုနှိပ်ရမှာပါဒါဆိုရင်တော့ကျွန်တော်တို့ WeDate account ရသွားပြီဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့တရားရှင်စီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ဗီဒီယိုတင်တိုင်းသိရှိနိုင်ဖို့ like subscribe လေးလုပ်ပြီးအားပေးခဲ့ပါဦး